ပုံမှန်ကောင်လေးတစ်ယောက်ဖြစ်တဲ့ဖိုးကိုတနေ့မှမျိုးဗီဇပြောင်းလဲထားတဲ့ပရွက်စိတ်တစ်ကောင်ကိုက်လိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူ့ရဲ့မျိုးဗီဇတွေချက်ချင်းပြောင်းလဲစတင်လာပါတယ်။အဲ့ဒီညတစ်ကောင်ရမှာဖိုးဟာအရန်စာလောင်ပြီးနိုးလာကရေခဲတတာတဲကအချိုမုံတွေကိုအကုန်လုံးစားပစ်လိုက်ပါတယ်။နောက်နေ့မနက်နိုးလာတဲ့အခါတော့မင်းညကဖြစ်ခဲ့တဲ့မြကိုလုံးဝမမှတ်မိတော့ပါဘူး။မနက်စာစားနေစဉ်မှာခွက်ကိုနည်းနည်းလေးပဲဖိလိုက်တာနဲ့ခွက်ကအစိတ်စိတ်မွားမွားကျိုးပြတ်သွားပါတယ်။ကျောင်းရောက်တဲ့အခါတကားလက်ကင်ကိုဆွဲလိုက်ရုံနဲ့ပြုတ်ထွက်သွားပြီးသူ့တငယ်ချင်းဝေါ်ရင်ကအံ့ဩမဆုံးဖြစ်သွားပါတယ်။အားကစားချိန်မှာဆရာကဖိုးကိုကိုခံပညာလေ့ကျင့်မှုခေါ်လိုက်ရဖိုးကအားကိုမထိန်နိုင်ပဲဆရာကိုတစ်ချက်တည်းနဲ့လွတ်ထွက်သွားအောင်ရိုက်မိလိုက်ပါတယ်။ဝေါ်ရင်ကတော့ထပ်ပြီးအံ့အားသင့်သွားပြန်ပါတယ်။ကျောင်းစင်းချိန်ဝေါ်ရင်ကဖိုးကိုခေါ်ပြီးစူပါဟီးရိုးတွေကိုအရင်ကြိုက်တဲ့သူဖြစ်တဲ့အတွက်ဖိုးမှာစူပါဟီးရိုးဖြစ်နိုင်တဲ့အရေးချင်းရှိတယ်လို့ယုံကြည်ပါတယ်။ဒါနဲ့ဖိုးကိုအိမ်ခေါ်သွားပြီးစွမ်းအားမျိုးကိုစမ်းသပ်ပါတော့တယ်။ပထမဆုံးကိုက်အားကိုစမ်းတော့ဖိုးကစာအုပ်တအုပ်ကိုတစ်ခိုက်ထဲနဲ့အပိုင်းတစ်ပိုင်းကိုက်ဖြုတ်ပြစ်နိုင်ပါတယ်။အနံ့ခံနိုင်စွမ်းကိုစမ်းတော့မီတာတော်ဝေးကကိတ်မှုတစ်လုံးထဲမှာပါဝင်တဲ့ပစ္စည်းတိုင်းရဲ့အနံ့ကိုတိတိကျကျခွဲခြားနိုင်နေပါတယ်။ဝေါ်ရင်ကဖိုးအတွက်ထူးခြားတဲ့စူပါဟီးရိုးဝတ်စုံတစ်စုံကိုလည်းပြုလုပ်ပေးပြီးသူ့စွမ်းအားတွေကပရွက်စိတ်လိုဖြစ်နေတာကြောင့် Android လို့နာမည်ပေးလိုက်ပါတယ်။ Android ဟာမျိုးထဲမှာရာဇဝတ်မှုတွေကိုစတင်တားဆီးပါတော့တယ်။တနေ့အဖွားကိုတယောက်ကိုတပြားတိုက်နေတာမြင်တော့ချက်ချင်းအင်ဂျီကိုချုပ်ပြီးလိုက်ဖမ်းပါတယ်။ဒါပေမဲ့ပထမဆုံးဟီးရိုးလို့ရတာဖြစ်လို့နည်းနည်းတော့ကြောက်နေပါသေးတယ်။တပြားကနီးလာတဲ့အချိန်ဖိုးကထိတ်လန့်ပြီးနေရန်ကိုတိုက်ရိုက်တက်သွားနိုင်ခဲ့ပါတယ်။တပြားကကြောက်ပြီးထွက်ပြေးပေမဲ့ဖိုးကခေါ်အုပ်ဖမ်းပြီးမြေပြင်ပေါ်လဲကျအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ချောကလက်ဘားတွေထည့်ထားတဲ့ခပတ်တစ်ခုကိုပြုလုပ်ပေးပြီးဖိုးကစွမ်းရည်လိုတဲ့အချိန်တိုင်းစားနိုင်အောင်စီစဉ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်Androidဟာမျိုးရဲ့နာမည်ကြီးစူပါဟီးရိုးတစ်ယောက်ဖြစ်လာပါတယ်။ဖိုးတိတ်တိတ်လေးသဘောကျနေတဲ့အတန်းဖော်အမန်နဲ့တောင်Androidကိုအရန်လေးစားလာပါတယ်။ဒါပေမဲ့တနေ့မှမသိတဲ့လူတစ်ယောက်ကအမန်နဲ့ရဲ့အိမ်ထဲဝင်ပြီးသူမကိုပြန်ပေးဆွဲသွားပါတယ်။အမန်နဲ့ခြံထားခဲ့တဲ့လက်ဆွဲရဲ့အနံ့ကိုလိုက်ခံရင်ဖိုးကသူမကိုဖမ်းထားတဲ့နေရာကိုရှာတွေ့သွားပါတယ်။တိုက်ဆိုင်တာကတော့အဲ့ဒီနေရာဟာဖိုးကိုမျိုးပြောင်းပြီးစိတ်ကြိုက်ခဲ့တဲ့နေရာအတိအကျဖြစ်နေပါတယ်။မြေအောက်ခန်းထဲဝင်သွားတော့အမန်ဒါကိုတွေ့လိုက်ရပေမဲ့အဲ့ဒီအချိန်မှာပဲလူဆိုးကြီးပေါ်လာပါတယ်။ဖိုးကကြောက်ပြီးနောက်ဆုတ်သွားရကနောက်ဆုံးအမန်ဒါနဲ့အတူအခန်းထဲမှာပိတ်လောင်ခံလိုက်ရပါတယ်။အဲ့ဒီလူဆိုးကတော့တွေ့ဖြစ်ပြီးဖိုးကိုကြိုက်ခဲ့တဲ့မျိုးပြောင်းပြီးစိတ်ကိုဖန်တီးခဲ့သူလည်းသူပဲဖြစ်ပါတယ်။အမန်ဒါကိုပြန်ပေးဆွဲရတဲ့အကြောင်းကတော့အမန်ဒါရဲ့ဖခင်ဟာတစ်ချိန်ကတွေ့ရဲ့အထက်လူကြီးဖြစ်ခဲ့လို့ပါ။တွေ့ရဲ့သူတေသနာကယောဂကုသနိုင်တဲ့အထူးကိုခံအားကိုထုတ်ယူဖို့ဖြစ်ပါတယ်။သူဟာမိခင်ကိုစမ်းသပ်ဆေးထိုးပေးခဲ့ပြီးယောဂအခြေအနေတဖြည်းဖြည်းကောင်းလာခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအချိန်မှာအမန်ဒါရဲ့ဖခင်ကသူတေသနာရန်ပုံငွေကိုဖျက်တောက်လိုက်တာကြောင့်ဆေးရည်လည်းဆုံးရှုံးသွားပြီးမိခင်လည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအတွက်လက်စားချေဖို့တွေ့ကသူ့ကိုယ်လေးကိုလှေမျိုးဗီဇထိုးသွင်းလိုက်ပြီးလှေလိုစွမ်းအားတွေရရှိလာပါတယ်။ဒါပေမဲ့အဲ့ဒီစွမ်းအားကိုဆက်လက်အသုံးပြုနိုင်ဖို့လူသွေးတစ်ကိုအမြဲလိုအပ်နေပါတယ်။ဒီအချိန်မှာဝိုးရင်ကရဲကိုအကြောင်းကြားလိုက်တာကြောင့်ရဲတွေကအင်ကြီးကိုဝိုင်းထားလိုက်ပါတယ်။တွေ့ကချက်ချင်းထွက်ပြေးသွားပြီးရမန်နာနဲ့ဖောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်နေ့မှာဒွိတိကကျောင်းကိုတိုက်ရိုက်လာပြီးဖိုးကိုချောင်းတိုက်ပါတယ်ရှုပ်ထွေးနေချိန်မှာဝဲရင်ကိုဖမ်းခေါ်သွားပါတယ်ဖိုးကအနံ့ကိုလက်ခံပြီးတောအုပ်ထဲမှာဝဲရင်ကိုရှာတွေ့ကကဲတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒွိတိကနောက်ကနေရုတ်တရက်ဝင်တိုက်ပြီးဖိုးကိုလွတ်ထွက်သွားအောင်ရိုက်လိုက်ပါတယ်ဝဲရင်ကအခွင့်အရေးယူပြီးဒေါက်တာရဲ့တွေးတူလောင်ပိုက်ကိုနောက်ကနေချိုးဖျက်လိုက်ပါတယ်တွေးဆွရင်ဆုံးရှုံးသွားတဲ့ဒွိတိဟာအားနည်းလာပြီးဖိုးနဲ့နောက်ဆုံးအကျိတ်အနယ်တိုက်ပွဲမှာအနိုင်မခံနိုင်တော့ပဲအပြင်းထန်ရှုံးနေသွားပါတယ်